လေးတချင်းဆိုမယ်ဆိုတော့လေဝိုင်းနေရဆိုင်ဆရာချိုးရနော်လူကြီးတော့နားပြဆရာဘူးဇော်မင်းဘာမှတ်နေလို့တော့ဘာဖြစ်လို့တော့အဲ့ဒါလေးအဆိုင်ဆရာချိုးရနော်အသားဖြူဖြူလေးနော်လူကြီးတော့ဖဏကောထက်ချိန်မှာစိတ်သားလောက်ရှိတာဘာနဲ့မိုက်လို့ဇော်မင်းမှာဘာသူလည်းဆိုချင်လားသူနဲ့ဆိုချင်တာပေါ့ဆိုင်ဆရာတလောက်ချုံးမှာဆိုချင်တာပေါ့အဲ့ဒါကိုပြောမယ်အဲ့ဒါထိုင်ဒီနားထိုင်ရပါလားမြန်မြန်ပြောခဲ့နော်မကြသေးနဲ့နော်မလေးပြောခဲ့နော်အခုဆိုမှတော့တကယ်အေးပါမြန်မြန်ပြောခဲ့နော်အေးလို့ကဲဆန်ခတ်ထားတဲ့ကောင်ဩကိုဝိုင်းချီကြီးပါဩခုမှမြင်တာအော်တယ်နော်ငါပြကူပြန်တော့မလို့ဟုတ်တယ်လေဟုတ်ကဲ့ကုသမင်းဗျာနေကောင်းလားမကောင်းပါဘူးဟင်ကောင်းတယ်နော်တော်တော်ကြီးဖြစ်နေတာလူကုသမင်းပြောဗျာတော်တော်ကြီးဖြစ်နေတာလူကောင်းတယ်ကုသမင်းဗျာဟိုမင်းသမီးကကုသမင်းနဲ့ချင်းတွဲချင်လို့ဆိုချင်လို့လေဟုတ်ကဲ့နောက်ကဲကျွန်တော်ဘာလုပ်ပေးရမလဲတခြားပြောပြလိုက်ပြီကွာဆိုတချင်းဆိုမှတော့ဘယ်တချင်းဆိုမှလေကောင်းမလေးနဲ့ဆိုအောင်မိုးမောင်နဲ့ဟုတ်ပြီဘယ်သူကပြောတာဒီနားနေအောင်ရှင်းပြလိုက်ပါမင်းသမီးကပြောရတယ်မင်းသမီးကပြောတာဘာတဲ့တော့စနာတခြားပြောမှာပေါ့ဇုံတွဲဆိုမှလို့ကိုတော်မင်းနဲ့ဇုံတွဲဆိုချင်လို့တဲ့မင်းသမီးကဆိုမှကျွန်တော်ကဘာလုပ်ပေးရမလဲငါဖယ်တော့အမားတဲ့တခြားပြောလိုက်ပါဒုက္ခပဲညီမမင်းသမီးမိုးမမောင်ကကိုတော်မင်းနဲ့နှစ်ယောက်ဇုံတွဲဆိုပြီးတော့အလူတကလုံးမခုံပြချင်တာနှစ်ယောက်ဆိုမှသိတယ်လေအဲ့ဒါဘယ်သူကပြောတာလို့ကိုန်းချက်ကတခြားနားလေအောင်လည်းမပြောငါချင်းပြန်ကိုမြန်တာရောက်ပေါ့မဟုတ်ငါပြောတာကိုသစ္စာနားတော်မှာကိုတော်မင်းရဲ့မိုးမမောင်ဟက်ကလေးမှာကိုတော်မင်းနဲ့နှစ်ယောက်တူတချင်းတွဲဆိုပြီးတော့လူတကလုံးမခုံပြချင်လို့ကောင်းမလေးကဆိုမှာမလားဘယ်သူနဲ့တွဲမှာလဲတော့ကိုန်းချက်တခြားနားလေအောင်ပြောလိုက်ပြီဟာဒီငါသားနဲ့ဟာဒီငါမယားနဲ့တွဲမှာတဲ့မရပါသားထိုင်းနေကောင်းမလေးနဲ့တွေ့ရမှာချစ်ဆိုရမှာရပါတယ်ကိုဝိုင်းချစ်ဆိုမယ်လို့ကောင်းမလေးဘာဆိုမှာတော့ပြမှုထန်နဲ့ဆိုမယ်တဲ့အာဆိုမှာတော့ဘာဆိုမှာတော့မေးတာအာဆိုမအောင်နဲ့